ဘောလုံးပဲဝါသနာရှင်ညီကောင်မပေါင်းအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်ညီကောင်အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight 2 page နဲ့ Spotlight 2 YouTube channel လေးကိုလည်းပဲ like and follow မလုပ်ရတဲ့ညီကောင်များအားလုံး like and follow လေးနဲ့ပြုလုပ်ပေးသွားကြပါအောင်ဗျာနော်ဒီနေ့ကကျွန်တော်တင်ဆက်ပေးခြင်းတဲ့တင်လေးရဆိုလို့ရှိရင်တော့လာမယ့်ကျွန်တော်တို့ဝါကလပ်ကပ်ပွဲစဉ်အတွက်စောင့်စားကြမယ့်အသင်းတွေမှာဘယ်လိုမျိုးကျွန်တော်တို့အကျိုးကျေးဇူးတွေနဲ့ဘယ်လိုမျိုးစုကြီးတွေရရှိသွားနိုင်မလဲဆိုတဲ့အချက်လက်ကလေးကိုကျွန်တော်ဘက်ကကျွန်တော်ရှာဖွေတွေ့ရှိထားသလောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဝါကလပ်ပွဲကျွန်တော်တို့စောင့်စားမယ့်အသင်းကစုစုပေါင်း32သင်းရှိပါတယ်အဲ့32သင်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါင်း989တန်း985တန်းရှိတဲ့ကျွန်တော်တို့စုကြီးငွေတွေကိုခွဲယူပြီးတော့ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ပွဲစဉ်မှာစောင့်စားကြမယ့်32သင်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့အုပ်စု10အုပ်စုနဲ့စောင့်စားမှာဖြစ်ပါတယ်အုပ်စု10အုပ်စုနဲ့စောင့်စားရမယ့်အချိန်မှာပဲကျွန်တော်တို့သူတို့ရဲ့မှာသတ်မှတ်ထားတဲ့ကြေးရဆိုလို့ရှိရင်တော့ပထမဆုံးအုပ်စုတစ်ပွဲကနေစပြီးတော့เนาะပထမဆုံးပွဲစဉ်ကနေစပြီးတော့တပွဲအနိုင်ရရှိသွားတဲ့အချိန်တိုင်းမှာကျွန်တော်တို့ပေါင်1.5သန်းရရှိမှာဖြစ်ပြီးတော့တကယ်လို့တေးကနေတက်သွားပြီးတော့ကျွန်တော်တို့16သင်းအဆင့်ကိုကျွန်တော်တို့ရောက်ရှိသွားခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့9.8သန်းရရှိမှာဖြစ်ပါတယ်ပေါင်9.8သန်းရရှိမှာဖြစ်ပါတယ်အဲ့တော့16သင်းအဆင့်ကိုရောက်ရှိသွားတဲ့အသင်းတိုင်းကကျွန်တော်တို့စုချင်းငွေဖြစ်ပေါင်9.8သန်းရရှိမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့16သင်းအဆင့်ကနေမှကျွန်တော်တို့ကွာတာဖိုင်နယ်အဆင့်ကိုရောက်ရှိသွားခဲ့မယ်ဆိုလို့ရှိရင်တော့တပွဲနိုင်တဲ့ပွဲတိုင်းအဲ့အသင်းတစ်သင်းကပေါင်9.8သန်း sorry 10.1သန်းရရှိမှာဖြစ်ပါတယ်အဲ့တော့ကွာတာဖိုင်နယ်ရောက်သွားပြီဆိုလို့ရှိရင်တော့အနိုင်ပွဲတစ်ပွဲရတိုင်း10.1သန်းရရှိမှာဖြစ်ပါတယ်နောက်တဲ့ semi final ကိုသာရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ semi final ရောက်ရှိသွားရင်တော့ကျွန်တော်တို့နိုင်ပွဲရလက်ထွက်ပေါ်တဲ့အသင်းတစ်သင်းကကျွန်တော်တို့16.2သန်းရရှိမှာဖြစ်ပါတယ် semi final ကိုတက်ရောက်သွားနိုင်တဲ့ကျွန်တော်တို့တက်ရောက်သွားနိုင်တာနဲ့ဒီပိုင်းနဲ့16.2သန်းကိုကျွန်တော်တို့အနိုင်ရလက်ထွက်ပေါ်တဲ့ပွဲစဉ်ထဲမှာရရှိမှာဖြစ်ပြီးတော့နောက်ဆုံးကျွန်တော်တို့စကားတင်အနေနဲ့ပေါင်23.2သန်းကျွန်တော်တို့နောက်ဆုံးဘောလုံးပွဲမှာတော့ရရှိမှာဖြစ်ပါတယ်အဲ့ရောဘောလုံးပွဲရရှိရတဲ့ဒီပိုင်းနဲ့ကျွန်တော်တို့23.2သန်းရရှိမှာဖြစ်ပြီးတော့ဘောလုံးပွဲမှာအနိုင်ရရှိပြီးတော့ကျွန်တော်တို့ဝါကလက်ကဖလိုင်းကိုကင်မြောက်နိုင်တဲ့အသင်းကတော့နောက်ဆုံးပွဲစဉ်မှာပေါင်30.3ပေါင်တန်း30ပေါ့နော်ပေါင်တန်း30ရရှိမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စုစုပေါင်းအားဖြင့်တော့ကျွန်တော်တို့တကယ်လို့အုပ်စုကနေစပြီးတော့ကျွန်တော်တို့ဖလားရစီအထိအသင်းတစ်သင်းကအနိုင်ရလက်ထွက်ပေါ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့စုစုပေါင်းပေါင်တန်း100ကျော်လောက်အထိရရှိမယ်ဆိုပြီးတော့လက်တော်သူတို့ခံမှန်းပေးထားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကဘယ်လိုဖြစ်လို့အသင်းတွေကကျွန်တော်တို့ဒီဝါကလပ်ပွဲစဉ်တွေမှာကန်ကျင်ကြရလဲဆိုလို့ရှိရင်တော့စုချင်းငွေအပြင်ချန်ပီယံလိကျွန်တော်တို့စုချင်းငွေလောက်နီးပါးအထိကိုသူကမြင့်မားနေခဲ့တာဖြစ်တဲ့အတွက်ဘောလုံးလောကရဲ့မှာစုချင်းအများဆုံးဆိုတော့ကျွန်တော်တို့ဖလားဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာဒီပြိုင်ပွဲမှာကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်ခြင်းတဲ့အသင်းတွေကအများကြီးခဲ့ဖြစ်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီဝါကလက်ကပွဲစဉ်ကကန်ကျင်တဲ့အသင်းတွေကဝင်ကလို့ရတယ်လို့သူ့ရဲ့မှာစီမင်းစည်းကမ်းနဲ့အစီမင်းစည်းကမ်းနဲ့ကျွန်တော်တို့အချက်လက်တွေရကန့်ညီတဲ့အသင်းတွေကသာဝင်ရောက်ရှင်ပြိုင်ခွင့်ရတာဖြစ်တဲ့အတွက်ဒီ32သင်းကတော့တကယ်ကိုကန်အကောင်းဆုံး32သင်းလို့ပြောလို့ရပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘောလုံး100တီမှာစုချင်းငွေတွေအများကြီးမရရှိခဲ့သည်ဖြစ်သည်ရရှိခဲ့သည်ဖြစ်သည်ဒီကျွန်တော်တို့ဝါကလက်ကပွဲစဉ်မှာဒါကျွန်တော်တို့တပွဲအနိုင်ရလက်ထွက်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့တပွဲနိုင်တာနဲ့ကျွန်တော်တို့စုချင်းငွေတွေရရှိမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကတော့ဝင်ရောက်ရှင်ပြိုင်တဲ့အသင်းတိုင်း32သင်းသောအသင်းတိုင်းအားလုံးကတော့တကယ်ကိုအကျိုးအမြတ်တွေရရှိသွားမှာတော့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သတိထားရမှာတစ်ချက်ကတော့ဒီဝါကလက်ကပွဲစဉ်တွေပြီးရင်တော့မကြမီလာပိုင်းထဲမှာပဲကျွန်တော်တို့ပရီးမီးယားလိဂ်တွေကျွန်တော်တို့သက်ဆိုင်ရာလီဂ်ကလပ်တွေကလီပွဲစဉ်တွေကစတင်မှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကလည်းစူကြီးလည်းများသလိုပြိုင်ဆိုင်မှုလည်းပြင်းထန်လိုက်မှာဖြစ်တဲ့အတွက်ဒီပွဲမှာလည်းပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုလို့ရှိရင်ဒဏ်ရာအင်နာတရားရရှိပြီးတော့ injury သာဖြစ်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာလီပွဲစဉ်တွေမှာကျွန်တော်တို့အခက်တွေတွေ့သွားနိုင်တာဖြစ်တဲ့အတွက်ဒီရာသီအတွက်ကတော့ယခု32သင်းအတွက်ကတော့ကျွန်တော်တို့တရားစီလုံးပွဲချက်ကစားခဲ့ရတဲ့ပုံစံမျိုးပေါ့နော်သူတို့အနေနဲ့အနားမယူရတဲ့ပုံစံမျိုးပဲဖြစ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ရရှိမဲ့စုချင်းငွေကလည်းကျွန်တော်တို့ထိုက်တန်ရရှိမှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်တော့ကျွန်တော်တို့ကြိုးစားရကြိုးတော့နက်လိမ့်မဲ့စုချင်းငွေပမာဏတော့ဖြစ်တယ်လို့ထင်မြင်မိပါတယ်အဲ့တော့ညီကိုတို့အမြင်ရကောကျွန်တော်တို့ဘိုလူပွဲကိုရောက်ရှိပြီးတော့အနိုင်ရလက်ထွက်ပေါ်ပြီးတော့ဝါကလက်ကဖလိုင်းကိုကင်မြောက်နိုင်တဲ့အသင်းကကျွန်တော်တို့ပေါင်တန်း100လောက်ရရှိမယ်ဆိုတဲ့အနေထားမှာညီကိုတို့ရဲ့မှာအမြင်ကောဘယ်လိုမြင်မိလဲဗျာနော်ဒီပွဲစဉ်ကကျွန်တော်တို့ဒီပွဲကိုစီစဉ်တာကတော့ FIFA ကဖြစ်တဲ့ Infantino ကနေဥဆောင်ပြီးတော့ကျွန်တော်တို့အမေရိကန်မှာသွားပြီးတော့စီးပွားရေးအရာကျွန်တော်ကတော့ချက်ထွင်ပြီးတော့ဆော့ကစားစီခဲ့တဲ့ဖလားတစ်လုံးလို့မြင်မိပါတယ်ညီကိုတို့အမြင်ရကောဒီလိုပြိုင်ပွဲလုပ်လိုက်တဲ့အကျိုးကျေးဇူးကြောင့်ကစားသမားတွေအပေါ်မှာဘယ်လိုတက်ရောက်မှုတွေရှိပြီးတော့အသင်းတွေအပေါ်မှာဘယ်လိုမျိုးအကျိုးတက်ရောက်မှုတွေရှိမယ်လို့ညီကိုတို့ထင်မြင်မိလဲဗျာနော်ညီကိုတို့ရဲ့မှာအမြင်များကိုလည်းပဲမှတ်ချက်မှာရေးပေးခဲ့ကြပါအောင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာကိန်းဂဏန်းအချက်လက်တွေကတော့အနေငယ်လေးအမှားယွင်းရှိကောင်းရှိနိုင်ပါတယ်
မှားယွင်းရှိသွားခင်လည်းပဲညီတို့နားလေဘေးစေချင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်လေ့လာသိရှိရတော့အချက်လက်ကလေးတွေကိုဖော်ပြပေးရခြင်းဖြစ်တဲ့အတွက်အမှားများပါသွားခင်လည်းတောင်းပန်ပါတယ်လို့ပြောချင်ရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီနေရာမှာခိတ္တခဏရန်အောင်မှာဖြစ်ပါတယ်ညီတို့အနေနဲ့နောက်နေ့ဘောလုံးပွဲသတင်းလေးကိုတင်ဆက်တာကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မှာယခုပေးလေးကို like and follow လေးနဲ့ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ညီကိုတို့ကြီး